ခုခေတ်ကအသက်အရွယ်အကွာတွေခက်စားနေတာနော်အမှန်တို့ဗီဒီယိုဆရာလေးရိုက်လို့နော်လိုင်းတွေကလည်းခိုင်းထားတဲ့သချင်းပြန်အဲ့ဒါနော် ပရိသတ်တွေပြန်ခိုင်းတာလားဟင်ငါပြောပြတာ ဟုတ်တယ်လေဒါခင်းပြရမှာ အချင်းအစာကို ဟုတ်တယ် အဲ့ဒါနော်စ ရန်တော့ တော်နောက်တဲ့ကောင်ဟောကောင်မလေးကတကယ်ခံစားချက်နဲ့စိုးနေတာ
မင်းကွာတော့ကောင်းကွာ ကောင်းမလေးတော်ခံစားနေရတယ်နော် ပြန်ခဲ့ပါတော့ဦးရေမီစီဆိုတယ်နော် ဟုတ်တယ် ရေးတာကဒါက အေးမနေဝင် ဟိုဒီတချင်းရေးတာကခုကမြန်မာစာရှန်ထွန်းရေးတာနော် ဟုတ် အဲ့ဒါရေးချတာလွန်တိဆိုးအောင်ပြန်ရေးတယ် ဘာရေး အားဆုံးပြ